ပြီးတော့ရေမမိုးမင်္ဂလာတည်င်းကောင်းအားရဝမ်းသာစရာတည်င်းကောင်းလို့ပြောမှာပေါ့ဒီတည်င်းကောင်းကဘာလဲဆိုတော့အကောက်အခွန်ဒုဦးစီမှုဆိုတဲ့ကောင်ကတန်မန်ဒုဦးစီမှုမဟုတ်ဘူးပြီးတော့သူ့ရဲ့အဖေကပြည်တော်စုဒုဝန်ကြီးဖြစ်တယ်ပြည်တော်စုဒုဝန်ကြီးဆိုတဲ့ကောင်ကမင်းအောင်လှိုင်ရဲ့လူယုံမင်းအောင်လှိုင်သွားတဲ့နေရာတိုင်းမင်းအောင်လှိုင်လာတဲ့နေရာတိုင်းမင်းအောင်လှိုင်သွားတဲ့နိုင်ငံတိုင်းမှာမင်းအောင်လှိုင်အနောက်ကိုလိုက်တဲ့ပြည်တော်စုဒုဝန်ကြီးဖြစ်တယ်သူ့ရဲ့သားကဒီနေ့မမိုးတို့ရဲ့ PDF တွေကအစင်လက်လက်နဲ့ဖမ်းလို့ရသွားတယ်ပြီးတော့ရေအဲ့ဒါအားရဝမ်းသာစရာကြီးအဲ့ဒီကောင်တကောင်ဖမ်းလို့ရတဲ့တန်ဖိုးကစစ်ခွေအကောင်300 400လောက်ဖမ်းလို့ရတယ်အဲ့ဒါပြည်သူတွေသိထားနော်အဲ့ဒါဒီမေလို့မင်းအောင်လိုက်ကသူစ조사လေစဆုံးလေပဲမနေ့တနေ့ကပဲရိုဟင်ဂျာအကောင်9000အကောင်တသိန်းအကောင်တသိန်းလောက် तू ကခေါ်လာမယ်သူရဲ့စစ်မှုထမ်းပေးပြဖို့ဘာညာတလကရောက်มาတဲ့အရာတွေ तू လောက်မှာပေါ့ကွာပြီးတော့ तू ကြောင်ညာတာမကြသေးဘူး तू ရဲ့စစ်မှုထမ်းရိုဟင်ဂျာအကောင်9000လားဘယ်2000မဆိုဘာမှမလုပ်ရသေးပဲနဲ့အခု तू ရဲ့လူရောင်ရဲ့သားအဖမ်းခံရပြီပြီးတော့ရေဒါကြောင့်အရန်ကိုအားရဝမ်းသာပါတယ်ဒါပေမဲ့မမိုးအားရဝမ်းသာတာတော့ပြည်သူတွေကြားလိုက်တဲ့အချိန်မှာအားသိပ်ပြီးတော့မတက်သေးဘူးမမိုးဦးကျော်သူဝမ်းသာတာကိုပဲမမိုးလာပြီးတော့ဖပြပေးလိုက်တော့မယ်နော်ပြည်သူတွေလာပြီးတော့နားထောင်လိုက်တေချာနားထောင်တော့ပြည်တို့အကောက်အခွန်ကဒုဦးစီမှုဆိုတဲ့အဆင့်ကိုတောင်လွယ်ကူကူနဲ့အဆင့်ဖမ်းနိုင်နေပြီဗျာတဲ့ကိတ်တွေဝင်စည်းခံရပြီဆိုရင်လဲဟိုနာဒီနာကသွားလာလာကိုစစ်ဖို့တောင်းဖို့ထောင်ထားတဲ့ကိတ်တွေမဟုတ်ဘူးကျင်းလိုက်အ ਨੇ ဆုံးတော့မြို့ဝင်ကိတ်တွေမြို့တွင်ကကိတ်တွေလဲအခုလောက်ဆိုမျက်ခုံလုံနေလောက်ပါပြီဒါကပထမရေးထားတဲ့အစာမနေ့ကတင်မလို့မတင်ဖြစ်သေးတာကပိုလို့တောင်ကောင်းသွားသေးတယ်တခြားကြောင့်တော့မဟုတ်ဘူးအခုတနေ့မှာထတင်လာတာကလေအပပပြည်သူတို့ရေအကောက်ခွန်ဒုဦးစီမို့ဆိုတဲ့သူကတမ်းမန်ဒုဦးစီတောင်မဟုတ်ဘူးတဲ့ဗျာသူ့အဖေကပြည်တော်စုဒုဝန်ကြီးတဲ့ဗျာပြည်တော်စုဒုဝန်ကြီးရဲ့သားဗျာဝမ်းသာလို့ထပါခုံလိုက်ချင်တာလူကခွဲစိတ်ထားလို့ငိန်နေရတာဥကျော်သူကခွဲစိတ်ထားလို့ပြည်တော်စုဒုဝန်ကြီးမတမ်းမန်တောင်မဟုတ်ဘူးတဲ့ဗျာမအလဘဲတသွားအမြဲတမ်းပါသွားလေးစိတဲ့ဝန်ကြီးတဲ့ဗျာပြောရရင်တောင်မအလရဲ့လူယုံကြီးပေါ့ဗျာမအလလူယုံဆိုတဲ့ဒုဝန်ကြီးဆိုတဲ့ကောင်ရဲ့သားကိုမှမိတာဗျာမိတာမှအစင်ကြီးနော်အဲ့ဒီဒုဝန်ကြီးဆိုတဲ့ကောင်ကိုမေးလိုက်စမ်းကွာမင်းရဲ့သားလေးအဖမ်းခံထားရတာစိတ်ထဲမှာဘယ်လိုခံစားရလဲလို့တတိပေးထားလိုက်မယ်နော်အောင်မြန်ရေမင်းသားလေးနဲ့အဆက်အသွယ်ရရင်လေငါကဝန်ကြီးသားကွဆိုတဲ့မှန်နဲ့စိတ်လိုက်မှန်ပါထားလောက်ဒီတနတွေဘာတွေမလူမိစင်နဲ့လို့မာထားလိုက်အောင်နော်ကြားလားအဲ့ဒီမအားလာရဲ့လူအရင်ပြည်တော်စုဒုဝန်ကြီးရဲ့သားအဖမ်းခံရတဲ့အချိန်မှာမမိုးစိတ်တင်ရိုးမအားလာစစ်ခွေအကောင်ကြီးစားတွေပဲပေါ့နော်အဲ့လောက်ကြီးမှာမအားလာရဲ့လူရောင်ရဲ့သားဆိုတာမမိုးကမထင်မိဘူးပြည်တို့ရေနော်မမိုးသိလိုက်တဲ့နောက်ပိုင်းမှာ oh my god ဟောက်ရက်လာရဲ့ဆိုမမိုးအားရပါရကားရတော့မှာပဲအောင်ပွဲခံတယ်ကွာနော်အဲ့ဒါသိပြီလားနေတော့ဘဘကြီးရဲ့လူရောင်ရဲ့သားတော်မှာအစင်လက်လက်နဲ့ဖမ်းလို့ရပြီဆိုတော့ကြံတဲ့မင်းအောင်လိုင်းတောက်တိုင်ဘာကောင်ဘာမဆိုဘာဆောက်စင်မဆိုဘယ်အဆင့်ပဲလာဘယ်နှပွင့်ပဲလာမကြခင်တို့အကောင်လုံးအမျိုးတောင်းတော့မှမအေးလို့များသိဖို့နော်ငါတို့ရဲ့တော်လန်ရေးကိုလာပြီးတော့အထင်မသိနဲ့ငါတို့ရဲ့ PDF ကိုလည်းလာပြီးတော့အထင်မသိနဲ့မင်းတို့လက်နဲ့ခရင်လင်းရင်ပြန်သိမ်းပေါ်ဘလောက်ပဲများမင်းတို့နိုင်ငံသားကစစ်ကူတွေဘလောက်ပဲခေါ်မင်းတို့အဲ့ဒီရိုဟင်ဂျာအကောင်တသိန်းလားအကောင်တသန်းလားခေါ်လာခဲ့နော်မအေးလို့ရဲ့လူရောင်တာမှ PDF တွေပလေးနဲ့ပဲဖမ်းလိုက်တယ်ဆိုတော့စဉ်းစားကြည့်လိုက်လေအဲ့ဒါမင်းတို့လိုခွေးမျိုးတွေကမအေးလို့မင်းအောင်လိုက်သိထားဖို့ကနော်မင်းတို့ခွေးမျိုးတွေအားလုံးသိထားဖို့ကမင်းတို့ဘလောက်ပဲစ조사မင်းတို့ဘလောက်ပဲရောက်မှအောက်တန်ကြညစ်ပမင်းတို့ငါတို့ရဲ့တော်လန်ရေးကိုဘာမှလုပ်လို့မရဘူးမင်းတို့ကြဆောင်ရမှာတခုပဲနော်မအေးလို့များဆက်ပြီးတော့စ조사ခဲ့နိုင်ငံခြားရိုဟင်ဂျာလားဘာရလဲဘာသားလဲခေါ်လာခဲ့အကောင်လုံးမင်းတို့ခေါ်လာခဲ့မင်းတို့ခေါ်လာလေမင်းတို့ကြဆောင်လေပဲမင်းတို့ရဲ့အခြေအနေပဲကြည့်လိုက်ဟမ်မအေးလို့စောင်းကြွလိုက်လို့ကြိုထောင်လိုက်လို့မင်းရဲ့လူရောင်ရဲ့သားပါသွားပြီနောက်တစ်ခါဆိုမင်းရဲ့လက်ပဲမအေးလို့မရအောင်လိုက်